ပညာဆိုတာဘာလဲဒါပြောသားရင်းနေလာပြီနော်မိကုန်းကလည်းနဲ့လာပြီနော်ခေါင်းကပြောမမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲပညာဆိုတာလူနေလေလို့မဖြီးနဲ့ဒါဖြင့်အောင်သိန်းကဘယ်လောက်သိလဲလို့မေးစရာရှိတယ်အောင်သိန်းလည်းမသိပါဘူးအောင်သိန်းဘယ်တော့မှသိလဲဩစရာကောင်းတာပြောကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမှာနော်ဂုံတူးနဲ့အောင်တာနော်အဆင့်1နော်အောင်သိချက်ကမြင်းချောင်းတော့မရှိဘူးအဲ့လိုအောင်လာအဲ့ဒီမှာသင်လာခဲ့တဲ့ဥစ္စာထဲမှာကျောင်းသားဘွားနဲ့လဲကျောင်းဆရာနဲ့ဘွားနဲ့သင်ခဲ့တယ်ပြန်ပြီးသင်ခဲ့တဲ့ဥစ္စာမှာဘယ်ကြမှာပြန်သတိထားပြီးတော့ကျောင်းဆရာဘွားနဲ့၄၅6နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘယ်သူလဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခေကျောက်စာထဲမှာသင်္ကသုသမီးကျောက်စာအဲ့ဒါငါ့ကိုပြည့်ရတယ်